ကျမကိုလူတော်တော်များများပြောတယ်မှုတွေပေါ့နော်ကျမတက်ရင်နဲ့နောက်ပြီးတော့ပျော်ပျော်လေးနေတတ်တယ်အဲ့လိုမျိုးပြောကြတယ်ကျမစိတ်ပြိုကိုနုဆိုတဲ့စကားကိုကျမအမြဲတမ်းကျင့်သုံးတယ်ဘာလို့ဆိုတော့ကျမတို့ရဲ့စိတ်တွေကအမြဲတမ်းနုပြိုလန်းဆန်းနေမယ်ဆိုလို့ရှိရင်ကျမတို့ရဲ့ခန္ဓာကိုယ်ကလည်းအမြဲတမ်းနုပြိုလန်းဆန်းနေမှာပဲလေအဲကြောင့်မို့ကျမကကိုယ်စိတ်ကိုပျော်အောင်ထားတယ်တကယ်လို့ကျမရဲ့စိတ်ထဲမှာအဲ့လိုအရန်စိတ်ညစ်စရာတွေတွေ့လာပြီဆိုလို့ရှိရင်ခဏတော့စိတ်ညစ်လိုက်တယ်ဒါပေမဲ့ကျမကနိုင်ပိုင်းပဲနိုင်ပိုင်းအတွင်းမှာကိုယ်စိတ်ကိုပြန်ပြီးတော့ကုစားတယ်ရန်စိတ်ညစ်တဲ့အရာတွေကိုအများနဲ့မတွေးမနေဘူးအဲ့လိုစိတ်ညစ်တဲ့အရာတွေကိုပဲထက်ထက်လဲလဲတွေးနေမယ်ဆိုရင်နောက်ထပ်အကြံဉာဏ်တစ်တွေဆိုတာပေါ်မလာဘူးလေအဲဒါကြောင့်မလို့ကျမကစိတ်ညစ်စေမဲ့အကြောင်းအရာမှန်တယ်များကိုကျမမတွေးဘူးတက်နိုင်ဆုံးရှောင်တယ်တကယ်လို့ဒီသူများရပြောလိုက်မယ်ဒါသူတစ်ပါးအကြောင်းဆိုရင်တော့ဒီလိုရှောင်ဖို့ထုတ်ပြလို့ရတယ်ပေါ့ကောင်းနေရနေမိသားစုအရေးအိမ်အောင်ရေးကိစ္စတွေလက်မယားကြားကိစ္စတွေအဲ့လိုမျိုးတွေတခုခုပေါ့နော်ဒီအိမ်အောင်ရေးဖောက်ပြန်တာတို့ဘာလို့အဲ့လိုမျိုးတွေဖြစ်လာခဲ့မယ်ဆိုလို့ရှိရင်ဒါထုတ်ပြလို့မရဘူးဆိုလို့ရှိရင်လေကျွန်မကတော့ပြောချင်တာကမရအောင်ထုတ်ပြစိတ်ကိုအစာကျွေးတယ်ဟေ့ဆိုလို့ရှိရင်ဒါကစိတ်ခွန်အားတွေဖြစ်လာတတ်တယ်ကျွန်မဆိုလို့ရှိရင်အဲ့လိုတငယ်ချင်းအပေါင်းအသင်းတွေကနေပြီးတော့ကိုအဲ့လိုကိုနောက်ကျောကိုဓာတ်နဲ့ထိုးသွားတာတို့ကိုအရန်ခင်ရတဲ့သူကကိုရဲ့နောက်ဘက်မှာကိုနောက်ကျောကိုတင်းချတာတို့အဲ့လိုမျိုးတွေကြုံခဲ့ရတယ်လေနောက်ပြီးတော့ကိုဒီမိသားစုအတွင်းထဲမှာဆိုလို့ရှိရင်လေကျမတို့ဒီနေ့စဉ်နေထိုင်လာတာဖြစ်တဲ့အတွက်မိသားစုပဲဖြစ်ဖြစ်ဘလို့ပဲဖြစ်ဖြစ်အိမ်အောင်ဘက်ပဲဖြစ်ဖြစ်စင်မပြေမှုဆိုတာရှိတယ်စိတ်ညစ်စရာဆိုတာရှိတယ်အဲ့လိုမျိုးဆိုတော့အဲ့ဥစ္စာတွေကိုကျမအနေနဲ့ဆိုလို့ရှိရင်ကျမကခဏပဲတွေးတာရအောင်ထုတ်တာကျမကပြီးရင်ကျမကိုယ်စိတ်ကိုစိတ်စာကျွေးတယ်စိတ်စာကျွေးတယ်ဆိုတာဘာနဲ့စာကျွေးလဲကျမကတရားလေးတွေနားထောင်တယ်ပြီးရင်အဲ့မှာ line မော်တွေမှာ YouTube တွေမှာရော Facebook တွေမှာရော TikTok တွေမှာရောဒါစိတ်စာကျွေးနည်းတွေအများကြီးရှိပါတယ်တရားဓမ္မလေးတွေပြီးရင်ကိုယ်စိတ်ကိုဘယ်လိုထားရမယ်ဆိုတဲ့အကြောင်းအရာလေးအဲ့ဒါလေးတွေကိုရိုက်ရှာပြီးတော့ကြတော့နားထောင်ရင်းနဲ့ကိုယ်စိတ်ကိုလည်းပြုတ်ပြင်းအဲ့လိုမျိုးနဲ့ကျမကစိတ်ညစ်စရာတွေကိုနိုင်ပိုင်းအတွင်းမှာဖြောက်နိုင်တယ်လုံးဝ heavy ဖြစ်တဲ့ကိုဒီလမယားကိစ္စတွေအိမ်တော်ရေးကိစ္စတွေမိသားစုရေးကိစ္စတွေဆိုခဲ့ရင်တောင်ကျမအများဆုံးခံစားရရင်1ရက်2ရက်ပဲ1ရက်2ရက်ကြော်သွားရင်ကျမကိုယ်စိတ်ကိုတည်ငြိမ်အောင်လုပ်တယ်ပြီးရင်ငါဘာအကောင်းဆုံးဖြစ်အောင်ဆက်လုပ်မလဲဆိုတာကိုပို့ပြီးတော့စဉ်းစားပြီးတော့ကြတော့ကိုယ်စိတ်ကိုပြောင်းလဲပလိုက်တယ်mindset upgrade လုပ်တာလိုအပ်တယ်နော် mindset upgrade လုပ်လို့ရှိရင်ဒီလူတယောက်ကစိတ်ကိုမြန်ကျန်းမာစေတယ်အဲဒါကြောင့်မလို့ကျမကတော့စိတ်ကိုပျော်ရွှင်အောင်ထားပါလို့ပဲကျမကပြောချင်တယ်ကျမကိုယ်တိုင်ကျမလည်းကျမကစိတ်ကိုပျော်ရွှင်အောင်ထားတယ်ပျော်ရွှင်အောင်ထားတဲ့အတွက်ကျမဆိုလို့ရှိရင်ဒါအမြဲတမ်းပျော်ရွှင်နေရတဲ့ဒါပျော်ရွှင်မှုအစစ်မှန်ရှိတဲ့ life ကိုရရှိထားတယ်ကျမအမြဲတမ်းပျော်ပဲနေတတ်တာခလေးဘဝကလေးကအခုချိန်ထိအခုဒီအသက်အရွယ်ရောက်တဲ့အချိန်ထိပေါ့ကျမအမြဲတမ်းပဲပျော်နေတတ်တဲ့အတွက်ကျမအမြဲတမ်းလန်းဆန်းနေတယ်ဒါကြောင့်အခုဒီဗီဒီယိုကိုကြည့်နေတဲ့မိတ်ဆွေတကယ်ချင်းပေါင်းတဲ့နေလဲစိတ်ကိုပျော်ရွှင်အောင်ထားပါလို့ပဲကျမကတော့ပြောချင်တယ်စိတ်ပြိုကိုနုဆိုတဲ့ဇာတ်ကလုံးဝအယမ်းမှန်တယ်เนาะဒါကြောင့်မလို့စိတ်ပြိုကိုနုလေးဖြစ်အောင်နေထိုင်ကြပါဗီဒီယိုအဆုံးထိကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ကျမကတော့မစကြည့်ခိုင်ဖြစ်ပါတယ်ရှင်